ဒါဟာအသစ်ဆက်ဆက်ဖြစ်တောက်ထားတဲ့ဂျိုသားတစ်ကောင်ရဲ့ကြောရိုးပဲဖြစ်ပါတယ်ဒီအရာကိုမြင်လိုက်ရတဲ့ကောင်လေးဟာဆက်စုချင်းစိတ်နဲ့သူ့ရဲ့ကြောပေါ်မှာတင်ကြည့်လိုက်တဲ့အခါခဏချင်းမှာပဲအဲ့ဒီကြောရိုးကသူ့ခန္ဓာကိုယ်ထဲကိုစိတ်ဝင်ပျောက်ကွယ်သွားပါတော့တယ်ထူးဆန်းတာကကောင်လေးဟာနာကျင်ရမယ့်အစားအဲ့ဒီခံစားမှုကိုသဘောကျနေပုံရတာပါပဲဒါကိုလှောင်အိမ်ထဲမှာပိတ်မိနေတဲ့ဂျိုသားကမြင်သွားပြီးရုံမာတဲ့အပြုံးတစ်ခုကိုပြုံးလိုက်ပါတယ်တိတ်မကြခင်မှာပဲကောင်လေးဟာသူ့ကိုယ်သူမထိန်ချုပ်နိုင်တော့ပဲလှောင်အိမ်ထဲကဂျိုသားကိုလွှတ်ပေးဖို့ကြိုးစားပါတော့တယ်အတန်တွေကြားလို့ပြေးဝင်လာတဲ့ကောင်လေးရဲ့ဖခင်ဖြစ်သူကတားဆီးဖို့ကြိုးစားပေမဲ့အခြေအနေကနောက်ကျသွားပါပြီဂျိုသားဟာကောင်လေးရဲ့ခန္ဓာကိုယ်ကိုအပီးတိုင်ထိန်းချုပ်လိုက်ပြီးငါ့ကိုအခုချက်ချင်းလွှတ်မပေးရင်ဒီကောင်လေးလည်းအသက်ရှင်မှာမဟုတ်ဘူးလို့အားလုံးကိုတတိပေးချင်းချောက်လိုက်ပါတယ်။အရေးကြုံလာတဲ့အခိုက်အတန့်မှာတော့ဖခင်ဖြစ်သူဟာကောင်လေးစီကိုအမြန်ဆုံးလှုပ်ခနဲခုံဝင်လိုက်ပြီးသူ့ကြောမှာတက်နေတဲ့ဂျိုသားကြောရိုးကိုအချိန်မီဆွဲခွာလိုက်နိုင်ခဲ့ပါတယ်။ကောင်လေးကတော့ချက်ချင်းပဲတတိမေပြီးလဲကျသွားခဲ့ရတယ်။ကောင်လေးကဘာကြောင့်ဒီလိုအန္တရာယ်များတဲ့အရာမျိုးကိုလုပ်ခဲ့ရတာလဲဆိုတာအားလုံးအတွက်ပဟေရီဖြစ်နေတော့မှာပဲ။တစ်ဖက်မှာလည်းလူတစ်ယောက်ဟာဂျိုသားကိုအနီးကပ်သွားရောက်စစ်ဆေးရင်းပို့ဆသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဂျိုသားကသူ့ကိုရုတ်တရက်ဖမ်းဆွဲလိုက်ပေမဲ့ကံကောင်းထောက်မစွာနဲ့ပဲမျိုးသမီးတစ်ယောက်ကလျှက်စစ်တုံးနဲ့တို့ပြီးအချိန်မီကယ်တင်နိုင်ခဲ့ပါတယ်။